ကလေးကိုမကြာခဏဆူတာကသူတို့စိတ်ခံစားမှုကိုပိတ်ဆို့သွားစေနိုင်တယ်ဆိုတာသိထားပါသလားကလေးတစ်ယောက်အားအမြဲတမ်းဆူလွန်းနေရင်သူတို့ရဲ့စိတ်ဓာတ်ဖွံ့ဖြိုးမှုနဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ပဲမိဘတွေအနေနဲ့မဆူဘဲကလေးကိုပြုစုပြောင်းထောင်နေအကြောင်းအချက်လက်ကောင်းများကိုမျှဝေပေးလိုက်ပါတယ်ကလေးကိုဆူတာကအန္တရာယ်ဖြစ်နိုင်တဲ့အဓိကအကြောင်းရင်းများအမှတ်၁စိတ်ခံစားမှုပိတ်ဆို့ခြင်းအမြဲတမ်းဆူခံရတဲ့ကလေးတွေဟာကိုယ်ခံစားနေတဲ့အရာကိုထင်ဟပ်ဖော်ပြဖို့မလုပ်တော့ဘဲဖုံးကွယ်တက်လာကြပါတယ်ဒီလိုဖြစ်လာတာကြောင့်စိတ်ထိန်ချုပ်မှုအပေါ်ပြဿနာတွေဖြစ်နိုင်ပါတယ်အမှတ်၂ကိုယုံကြည်မှုကျဆင်းခြင်းအမြဲတမ်းအပြစ်တင်ခံရတာတွေကနေပြဿနာကမိမိမှာတကယ်စွမ်းရည်ရှိလားဆိုတာကိုတန်တရားဝင်လာပြီးကိုယုံကြည်မှုနည်းလာပါတယ်အမှတ်၃စိတ်ဖိစီးမှုတုံ့ပြန်မှုဖွင့်လှစ်ခြင်းဆူတာများလာရင်အုံနောက်ကစိတ်ဖိစီးမှုကာကွယ်တဲ့အစိတ်ပိုင်းတွေကိုအမြဲဖွင့်ထားနေသွားတတ်ပါတယ်အချိန်ကြာလာတော့ခံနိုင်ရည်နဲ့တန်မာမှုနည်းသွားနိုင်ပါတယ်အမှတ်၄ကိုအနှိမ်ထားခြင်းဆူခံရတာများလာတဲ့ကလေးတွေဟာကိုမတန်ဖိုးရှိဘူးဆိုတဲ့ခံစားချက်တွေဖြစ်လာနိုင်ပါတယ်အမှတ်၅တွတ်လက်မရှိခြင်းအမြဲပြစ်တင်ခံနေရင်ကလေးတွေကမိမိလုပ်ရမှာကြောက်တက်လာပြီးစမ်းသပ်ဖို့စိတ်ကူးအတိုင်းလုပ်ဖို့မလွယ်တော့ပါဘူးအမှတ်၆မိဘနဲ့ကလေးဆက်ဆံရေးပျက်စီးခြင်းဆူတာများနေရင်ကလေးကမိဘကိုကြောက်လာနိုင်ပါတယ်ဒီကြောင့်ယုံကြည်မှုနဲ့နှိစက်မှုများနဲ့သွားတတ်ပါတယ်ကလေးကိုမဆူဘဲပြိုးထောင်နေများအမှတ်၁တီးခံပါကလေးတိုင်းမှာအမှားလုပ်တတ်ကြပါတယ်သူတို့ကိုဆူခြင်းမရှိဘဲရင်းနှီးပြောပေးပါအမှတ်၂အပြစ်တင်ခြင်းမဟုတ်ဘဲရှင်းပြပါအမှားလုပ်တာတွေ့ရင်မင်းအဲ့လိုလုပ်လို့မရဘူးလို့တည်းမပြောဘဲဘာကြောင့်မှားတာလဲဆိုတာနားလည်အောင်ရှင်းပြပါအမှတ်၃အားပေးစကားသုံးပါမင်းလုံနိုင်တယ်နောက်ဆုံးထပ်ပိုကောင်းလာပြီနော်ဆိုတာမျိုးပြောပေးခြင်းကကလေးအတွက်စိတ်အားကောင်းစေနိုင်ပါတယ်အမှတ်၄အပြုသဘောဆုံးမနှဲသုံးပါအမှားလုပ်တဲ့အခါဒဏ်ရာမဖြစ်အောင်နားလည်အောင်ရှင်းပြပြီးမနှက်ဖြန်အောင်မြင်အောင်ဘယ်လိုလုပ်သင့်လဲဆိုတာကူညီပါအမှတ်၅ကိုယ်တိုင်စံနမူနာဖြစ်ပါကလေးတွေဟာမိဘတွေရဲ့အပြုအမူကိုလိုက်လုပ်တတ်ကြပါတယ်တင်ကျင်တဲ့အကျင့်ကိုကိုယ်တိုင်ပြသပေးပါသတ်မှတ်ချက်အနေနဲ့ကလေးတစ်ယောက်ရဲ့စိတ်နဲ့စိတ်ဓာတ်ဟာတကယ်နုပါပါတယ်ဆူခြင်းများရင်သူတို့ရဲ့စိတ်ကျန်းမာရေးဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်မိဘတွေအနေနဲ့ချစ်ချင်းမေတ္တာသီးခံမှုနဲ့နားလည်မှုဖြင့်ပြုစုပြောင်းထောင်ကြစို့နော်ကလေးတိုင်းဟာချစ်ချင်းမေတ္တာနဲ့ပြုစုပြောင်းထောင်မှသာအနာဂတ်မှာတွတ်လက်ရှိလာနိုင်ပါတယ်ဒီအကြံပြုချက်လေးတွေကိုလက်တွေ့အသုံးချပြီးမိမိကလေးကိုအကောင်းဆုံးအဖြစ်တိုးတက်အောင်ကူညီနိုင်ကြပါစေမိဘအနေနဲ့မိမိပေးနိုင်တဲ့အကောင်းဆုံးအရာကချစ်ချင်းနဲ့ဥဆောင်မှုပဲဖြစ်ပါတယ်ဒီဗီဒီယိုကရဲရင်အောင် Baby Care မှဖန်တီးရေးသားထားတာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကလေးတစ်ယောက်တွတ်လက်မရှိတာကသူ့အပြစ်လားမိဘအပြစ်လားဆိုတာကိုမိမိအမြင်နဲ့ comment မှာဝေမျှပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီလိုပညာပေး parenting tips ဗီဒီယိုတွေကိုဆက်လက်တင်ပေးသွားမှာဖြစ်လို့ page ကို like follow share လုပ်ပေးဖို့မမေ့နဲ့နော် YouTube channel ကိုလည်း subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်မိဘတွေရဲ့အားပေးမှုကကျွန်တော်တို့အတွက်တန်ဖိုးအရန်ကြီးပါတယ်